ကဲဒီနေ့တော့ကျွန်တော် strawberry တောလေးလောက်စားမှာဖြစ်ပါတယ်ရေးဆေးပြီးတော့တေချာလေးလိပါမယ်လိပြီးရင်တော့ကဲကောင်းလေးလှလှလေးပါနော်တိတ်မကောင်းတဲ့အားချင်းရှင်တော့ပေးလိုက်မယ်ကဲပြီးတော့ပြီးရှင်တော့အများလေးပဲလိမယ်ကွာနားချမ်းတယ်ကြောက်ပြီးစားပလာတော့ယူမယ်ကဲညတိမို့နော်ဒီရှုံးမို့စားမို့စက်တာမို့လေနေပြီးတော့ကဲပြီးလို့ရပါပြီဝါစားလို့ရကားပါတယ်ကဲ strawberry ကြိုက်တဲ့လူတွေပဲနေအောင်ရှိနေဒီလိုလေးလှုပ်ရှားကြည့်လိုက်ပါအရာကမှစားလို့ကောင်းပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ